နေပြီးတော့တက်ကုန်းတပြေချောင်းရွာဖွာတော်တွေပါကျွန်တော်မိမမန္တလေးမှာကျွန်တော်နဲ့တူတူနေနေတာကိုကျွန်တော်လုံမတူပဲနဲ့နေပြီးတော့တက်ကုန်းတပြေချောင်းရွာမိသားစုထမင်းတိုင်းဆိုတော့ရှိမှဟန်ပြပြီးမင်းကလေးယူကိုယောက်ျားတက်ကနဲ့ဆက်ဆံတဲ့အလုပ်ခိုင်းစားနေပါတယ်ကျွန်တော်အလုံမတူပဲနဲ့ကျွန်တော်မိမကိုအဲ့ကိုရအောင်ခေါ်သွားပြီးတော့ကျွန်တော်ယောက်ျားတက်ကနဲ့ဆက်ဆံတဲ့အလုပ်ခိုင်းစားနေပါတယ်မလုပ်ချင်ဘူးပြင်ကျင်နေပြောရင်လည်းရိုက်နေပါတယ်ညူမဲဆိုရင်တော့ရိုက်ခံရပါတယ်ပလင်းခွေနဲ့လက်ရှာပလင်းဝင်လည်းချစ်ခံထားရပါတယ်ကျွန်တော်မိမကိုလူမတူပဲနဲ့ကျွန်တော်ခွင့်မပြုဘဲနဲ့အတင်းအာဓမအဲ့ကိုခေါ်ပြီးခိုင်းစားနေပါတယ်ကျွန်တော်မိမရဲ့မိဘကြီးလည်းစိတ်ဆင်းရဲနေပါတယ်သူသမီးဆက်သွယ်များလို့ကျွန်တော်မိမရဲ့မေကြီးဖေးကြီးလည်းစိတ်ဆင်းရဲနေကြပါတယ်ကျွန်တော်တို့မိသားစုတွေစိတ်ဆင်းရဲနေကြပါတယ်အလိုမတူပဲခေါ်ဆောင်သွားလို့ပါလူမတူပဲအဲ့မယောက်ျားတွေကလည်းဆက်ဆံတဲ့လောက်ခိုင်းစားနေဘွားတော်လင်းမရပါနေပြီးတော့တကုံးတပြေချောင်းရွာဒါပါတောင်ဝင်ရှိတဲ့ပုဂ္ဂိုလ်များလူကြီးများကျွန်တော်မိမပြောက်တဲ့အတွက်ကျွန်တော်တိုင်ပါတယ်တောင်ဝင်ရှိတဲ့လူကြီးများကိုညီပေးကြပါလို့ဒီမှာနိုင်ငံထဲမှာနေလူကုန်စုကူလူရောင်းစားတဲ့ပုံစံမျိုးလိုဖြစ်နေပါတယ်